ဘယင်မကြီးအတွက်အဝတ်ဒီဇိုင်းဆွဲခွင့်ရဖို့မိန်းကလေးဟာသူမရဲ့ဒီဇိုင်းကိုတေးသေးချာချာဖန်တီးခဲ့ပါတယ်။ဒါပေမဲ့တန်ပွဲနေ့မှာတော့ကန့်လန့်ကာကိုဖွင့်လိုက်တဲ့အချိန်သူမအံ့ဩသွားခဲ့ရပါတယ်။သူမရဲ့တန်ဘက်တင်ထားတဲ့ဒီဇိုင်းကသူမရဲ့ဒီဇိုင်းနဲ့တပုံစံနဲ့တူနေခဲ့တာပါ။အဲ့ဒီမြင်ကွင်းကြောင့်လူတိုင်းအံ့အားသင့်သွားကြပေမဲ့ကြီးကြပ်ရေးမှူးကတော့ရှေ့ထွက်လာပြီးအဝတ်နှစ်ထဲကိုတေးချာစစ်ဆေးကြည့်လိုက်ပါတယ်။ခဏကြာမှတော့ကွာခြားချက်တစ်ခုကိုတွေ့သွားပြီးမိန်းကလေးကိုမိလိုက်ပါတယ်။ဒီဝတ်စုံမှာနေမှာထူးခြားတဲ့အချက်ထပ်ထည့်ထားတာလေ။မိန်းကလေးကငြိမ်ငြိမ်လေးရှင်းပြလိုက်ပါတယ်။ဘယင်မကြီးကအရေးကြီးတဲ့အိတ်ခံပွဲတစ်ခုကိုတက်ရောက်ရမှာသိလို့ဒီထဲကိုအမွှေးနဲ့နာအချို့ထည့်သွင်းထားပါတယ်။ဒါဆိုရင်ဝတ်စုံရဲ့အလှတရားအပြင်ငွေရနံကလည်းပိုပြီးပြည့်စုံစေမှာပါ။ကားကြားလိုက်တာနဲ့ကြီးကြပ်ရေးမှူးကတိုင်ဘက်ကိုချက်ချင်းအရေးချင်းမပြည့်မီသူအဖြစ်သတ်မှတ်လိုက်ပါတယ်။တိုင်ဘက်ကမကြေမနက်နဲ့ကန့်ကွက်ပေမဲ့ကြီးကြပ်ရေးမှူးကအေးအေးဆေးဆေးပြန်ပြောလိုက်ပါတယ်။သူကဘသူ့ကိုကူးချတယ်ဆိုတာငါဂရုမစိုက်ဘူးအသေးစိတ်ကိုအာယုံဆိုင်နိုင်မှုကပဲအောင်မြင်မှုနဲ့ကြာရှုံးမှုကိုဆုံးဖြတ်ပေးတာ။ပြီးနောက်ကြီးကြပ်ရေးမှူးကကျင်းနဲ့စွာခေါင်းညိတ်ပြီးမိန်းကလေးကိုဝတ်စုံယူကဘယင်မကြီးထံတင်ပြခိုင်းလိုက်ပါတယ်။ဒါကိုမြင်နေတဲ့တိုင်ဘက်ရဲ့မျက်လုံးတွေထဲမှာတော့မနာလိုမှုနဲ့အမုန်းတရားတွေပြည့်နေခဲ့ပါတယ်။ဒါကြောင့်သူမကနန်းတော်ကိုတိတ်တဆိတ်သွားပြီးမိန်းကလေးကိုလိန်လေခဲ့ပါတယ်။ဘယင်မကြီးကဒီဝတ်စုံကိုဝတ်ကြည့်စေချင်တယ်။လူပေါ်မှာဝတ်ထားရင်ဘယ်လိုပုံစံဖြစ်မလဲသိချင်လို့မိန်းကလေးကမသိနားမလဲပဲဝတ်စုံကိုဝတ်လိုက်မိပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဘယင်မကြီးအခန်းထဲဝင်လာပြီးမိန်းကလေးဝတ်စုံဝတ်ထားတာကိုမြင်သွားခဲ့ပါတယ်။ဘယင်မကြီးဟာဒေါသထွက်သွားပြီးချက်ချင်းရှေ့တိုးလာကပါးတစ်ချက်ရိုက်ချလိုက်ပါတယ်။မိန်းကလေးကရှင်းပြဖို့စူးစမ်းနေချိန်မှာပဲတိုင်ဘက်ကဒူးထောက်ချလိုက်ပြီးသူမကဒီဝတ်စုံကိုကိုယ်တိုင်ဝတ်ချင်လို့အတင်းတောင်းဆိုခဲ့တာပါလို့လိန်လေပြောဆိုလိုက်ပါတယ်။မိန်းကလေးကအံ့ဩတုန်လှုပ်သွားပေမဲ့ဘယင်မကြီးကတော့သူမကိုအနေဆုံးအဆင့်ရှိတဲ့ဝတ်လျှော်လုပ်သမားဖြစ်လျှော့ချလိုက်ပါတယ်။ဒါပေမဲ့တိုင်ဘက်ကအဲ့ဒီလောက်နဲ့မကျေနပ်သေးပါဘူး။ဒီနေ့မှာမိန်းကလေးသတိမထားမိချိန်ကိုအခွင့်ကောင်းယူပြီးပြစ်ပတ်တဲ့ရေစိုးကန်နဲ့တွန်းချလိုက်သလိုအသက်လျှော်ပြီးသားဝတ်တွေကိုပါပေါ်ကပြစ်ချလိုက်ပါတယ်။ထို့နောက်ထောင်ချောင်စွာပြောလိုက်ပါတယ်။ဘယင်မကြီးကိုစိတ်ဆိုးအောင်လုပ်ထားပြီးသားနေ့လိုလူကဘဝမှာနောက်တစ်ခါပြန်တက်လာဖို့ခွင့်ရမရှိတော့ဘူး။ဒီတစ်ခါတော့မိန်းကလေးလည်းတီးခံနိုင်စွမ်းကုန်ဆုံးသွားခဲ့ပါတယ်။သူမဟာတိုင်ဘက်ရဲ့လက်ွက်အားလုံးကိုပေါ်ထုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီနေ့မှာကြီးကြပ်ရေးမှူးချမ်းဝင်းနဲ့ဝင်လာတာကိုမြင်လိုက်ရတဲ့အခါမိန်းကလေးကတိုင်ဘက်ကိုရခိုင်ပြီးကျေးဇူးတင်ဟန်ဆောင်လိုက်ပါတယ်။အဲ့ဒီနေ့ကဝတ်စုံပေးခဲ့တာကျေးဇူးတင်ပါတယ်။စကားကိုတဖြည်းဖြည်းဆွဲခေါ်သွားရင်တိုင်ဘက်ကိုသတိမထားမိအောင်ထောင်ချောက်ဆင်လိုက်ပါတယ်။နောက်ဆုံးမှာတော့တိုင်ဘက်ဟာဖြစ်ခဲ့တဲ့ညအရာအလုံးကိုကိုယ်တိုင်ဝန်ခံပြီးသွားပါတယ်။ဒါဒီမကသေးပဲမိန်းကလေးကိုအားမရှိတဲ့သူတို့ကထပ်မံထောင်ပြန်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲနောက်ကနေအတန်ထွက်ပေါ်လာပါတယ်။ဒါဆိုအနှံတရားကဒီလိုကိုအတန်ပိုင်ရှင်ကကြီးကြပ်ရေးမှူးဖြစ်နေခဲ့ပါတယ်။တိုင်ဘက်ဟာကြောက်လန့်လုံးလို့ချက်ချင်းထူထောက်ကျသွားခဲ့ပါတယ်။ကြီးကြပ်ရေးမှူးကဒေါသတကြီးစုပူလိုက်ပါတယ်။နင့်လိုစိတ်ထားရုံမာတဲ့လူမျိုးကအချုပ်သမားဖြစ်ဖို့မထိုက်တန်ဘူး။အဲ့ဒီနောက်သူမကိုနန်းတော်ကနေချက်ချင်းနေထုတ်ဖို့အမိန့်ပေးလိုက်ပါတယ်။မိန်းကလေးကတော့သူမရဲ့ဂုဏ်သိက္ခာကိုပြန်လည်ရရှိခဲ့ရုံသာမကအချုပ်ဌာနရဲ့အဓိကဒီဇိုင်နာဖြစ်ပါရာလူတို့မြင့်ချင်းခံခဲ့ရပါတယ်။တရားဟာခဏတာဖုံးကွယ်ထားလို့ရနိုင်ပေမဲ့အမြဲတမ်းဖုံးကွယ်ထားလို့တော့မရပါဘူး။နောက်ဆုံးမှာတော့မကောင်းမှုလုပ်သူကိုယ့်လိုရဲ့အကျိုးဆက်ကိုပြန်လည်ခံစားရစမြဲဖြစ်ပါတယ်။ Like and follow လုပ်ပေးခဲ့ကြပါဦးရှင်။